လူတို့တင်တန်ကိုလေးခံစားဒေါသပြေလွှမ်းနေတဲ့တည်တံရဲဘော်များမိတ်ဆွေများပြည်သူများအားလုံးကျမ်းမာပါစားလို့ကျမတို့ဖောက်ထွက် channel မှာနှုတ်ခွန်းဆက်သလိုက်ရပါတယ်ဒီကနေ့မှာတော့2025ခုနှစ်ဖေဖော်ဝါရီလလူပေါင်းတစ်ဒီမိုကရက်တစ်ပါတီစာစဉ်တွင်ဖော်ပြပါရှိခဲ့သည့်ကျယ်စင်များကကြည်နေသည့်ဒီလစကားဖတ်ကြားတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ကျယ်စင်များကကြည်နေသည်အေဂျင်ခရိုနေရဲ့ဝတ္ထုကိုဆရာမောင်ထွန်းသူဘာသာပြန်တော့ပေးခဲ့တဲ့နာမည်ပါမူရေးအမိကလည်း The Star Lookout ဖြစ်တာမို့အနက်တူလို့ပြောရမယ်ထင်ပါတယ်မြေပေါ်ထင်ရာဆိုင်းကြသမျှကောင်းကင်ကျယ်တွေကကြည်နေမြင်နေကြတယ်တဲ့ဟုတ်ပါရဲ့မိမိတို့ကျယ်လေးလုံးကလည်းမြန်မာနိုင်ငံတော်ဆိုတာကြီးကိုမျက်ခြေမပြတ်စောင့်ကြည့်ကြပါစို့ဒီလဖေဖော်ဝါရီဆိုတာဗမာအလိုရတဘူရဲတပေါင်းကာလပိတ်ပိတ်ပိန်အေးခဲမှောင်နေနေတဲ့စောင်းရဲ့လက်ကနေຫນွေဦးဟာဖူးတစ်ဖို့လိုဆွဲအားပြိုင်တတ်တဲ့အချိန်အခါဒီဖေဖော်ဝါရီမှာပဲအာနာသိန်းစစ်အုပ်စုကိုလူမျိုးစုံဗမာပြည်သူတရက်လုံးကယတိပြတ်အာခံအန်တုတဲ့ຫນွေဦးတော်လိုင်းရေးစတယ်အတိတ်ကိုငဲ့ကြည့်ရင်လည်းပေလုံစိတ်တဲ့ဂတိကဝတ်နဲ့စာချုပ်တွေကိုတနည်းတကယ်တမိုင်းဖြစ်ရတူကိုခြေနိုင်မျက်ွယ်ပြုတ်ခဲ့ကြတဲ့ဖောက်ပြန်တဲ့အာနာဆက်ဟာဒီဖေဖော်ဝါရီမှာပဲတမိုင်းရဲ့တံပြန်ပြည့်ရည်ခြင်းခံခဲ့ရတယ်မဟုတ်လားပြည်တော်စုနေရလို့ဟန်ဆောင်ဖော်ရှိုးပွဲသပင်ကြီးခံပြီးတိုင်းပြည်ကိုညာလုံးမှိုင်းလုံးတိုက်နေတဲ့အာနာပိုင်များဟာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ဒန်းတူရီဆုံးရှုံးရလို့ကချေအမျိုးသားတွေရဲ့လက်နက်ကင်ခုခံစစ်ကိုရင်ဆိုင်ခဲ့ကြရတယ်။တောင်ကြီးညီလာခံရဲ့ပြည်တော်စုစစ်မှုတောင်းဆိုမှုကိုနှစ်ဖူးနဲ့တူထိတ်တိုက်ကြုံရရတယ်။မြက်ကလူးစံပြဖြစ်လို့စစ်အုပ်စုကိုရှေ့တန်းတဲ့အာဏာသိမ်းမှုကြီးဘူးပေါ်တယ်လို့ပေါ်ခဲ့ရတယ်။ဒါကြောင့်ဒီလစကားဖြစ်ဆရာမောင်ထွန်းသူရဲ့စကားအေဂျီခရိုနေရဲ့စကားကိုအငှားဖော်ပြလိုက်တာပဲအဘယ်နံရောအခါကမှဗမာပြည်မှာပြည်တော်စုမဖော်ဆောင်နိုင်ခဲ့သေးပါဘူးအမျိုးသားသွေးစည်းညီညွတ်မှုမတိဆောက်နိုင်ခဲ့သေးပါဘူးအမျိုးသားပြည်သူတိုင်းအတွက်ဒန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံနိုင်မှသာပြည်တော်စုရဲ့ဟစ်ကြွေးကြေညာခွင့်ရှိမှာပါရဲဘော်တို့ကျဲလေးလုံးကိုຫນွေဦးတော်လန်ရင်းနဲ့အတူမမေ့မပေါ့စာခြင်းငင်းမြန်စွာဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတောင်းဆိုကြရည်ညိုလူပေါင်းတဲ့ဒီမိုကရက်တစ်ပါတီအထွေထွေနိုင်ငံရေးသဘောထား2021ပါတိုင်းရင်းသားနိုင်ငံရေးအင်အားစုများနဲ့ပတ်သက်သောသဘောထားအမျိုးသားရေးပြဿနာနဲ့အမျိုးသားသွေးစည်းညီညွတ်မှုတိဆောက်ရေးပေါ်သဘောထားလူတို့တင်တန်ကိုလေးခံစားဒေါသပြေလွှမ်းနေတဲ့